ဒီချာချာလေးလာကြည့်မယ်ဆိုရင်တရားကျင့်တော့ကလည်းအယိုးပြိုင်ပြိုင်ကြသည်ထီအောင်ကျင့်ရတယ်လွယ်လွယ်နဲ့ရတာမဟုတ်ဘူးတရားဓုတရားမြတ်ရလာတဲ့အခါမှာလဲဓမ္မစကြာတရားဟောတာလွယ်လွယ်လေးဟောရတာမဟုတ်ဘူးတရားနာမဲ့ပင်စဝဂ္ဂိယဟန်တွေကညင်းကွယ်နေတာလက်မခံဘူးပထမလက်မခံတာကိုနားချပြီးတော့အတော်ပြောယူရတာဟုတ်ပြီဓမ္မစကြာတရားဟောပြီးတဲ့နောက်ပိုင်းမှာရောမြတ်စွာဘုရားလုပ်ငန်းတွေဟာချောမွေ့သလားဆိုဘယ်ချောမွေ့မှာတော့35နှစ်မှာဘုရားဖြစ်တယ်ပထမဝါဣတိပတနာလို့ခေါ်တယ်ဘေးမဲ့တော်မှာမိဂရာလို့ခေါ်ကြတယ်ဘေးမဲ့တော်မှာသတင်းသုံးနေထိုင်ဒုတိယဝါကျတော့ရာဇဂိုဘက်ကိုကြွပြီဥရဝေလဘက်ကြွပြီဒုတိယဝါမှာရာဇဂိုမှာနေတယ်ရာဇဂိုမှာနေတဲ့အခါမှာရာဇဂိုမြို့သူမြို့သားတွေကအလွယ်တကူလက်ခံသလားလို့ဆိုစัจ jame လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအများကြီးပေါ်တယ်ဒါတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကိုယ်တိုင်ကလက်ခံထားတော့လည်းပဲလူတိုင်းကမြတ်စွာဘုရားကိုလက်ခံတာမဟုတ်ဘူးမြတ်စွာဘုရားမျိုးရဲရွာရဲဆုံးခံသွားတဲ့အခါလူတွေကတူတူပြောတယ်အမျိုးဖြတ်တဲ့ကိုတော်ကြီးလို့လည်းပြောခါကုလုပိစေတာယနော်အမျိုးပြတ်ဖို့လုံနေတာသားတွေသမီးတွေသင်္ကန်းဝတ်တော့မကျင်တတ်တဲ့အမေတွေကပြောတယ်အမျိုးပြတ်အောင်တို့လူမျိုးတွေပျက်စီးသွားအောင်လုပ်တယ်အမျိုးသားယောက်ျားတွေသင်္ကန်းဝတ်သွားတော့အမျိုးသမီးတွေကလည်းပြောတယ်မုတ်ဆိုးမတွေဖြစ်ကုန်အောင်လုပ်နေတာဒီကိုတော်ကြီးကဒါတကယ်ပြောခဲ့တာနော်အဲ့ဒါလို့တီးတူပြောရုံမရမှာကလက်ညှိုးထိုးပြောခံရသည့်ထီအောင်မြတ်စွာဘုရားကြုံတွေ့ဘယ်လိုပဲကြုံတွေ့မြတ်စွာဘုရားကစိတ်ထဲမှာနှလုံးသွင်းငါလုပ်တဲ့အလုပ်ဟာတရားနီးလန်းနဲ့လုပ်တာမတရားတာငါတခုမှမလုပ်ဘူးမှန်ကန်တဲ့နီးနဲ့လုပ်တာမှန်ကန်လုပ်တဲ့ပုဂ္ဂိုလ်တွေဘာမှအပြစ်ပြောစရာမရှိဘူးဒါတော့ပဲမြတ်စွာဘုရားတုံ့ပြန်ခဲ့တာပေါ့ဒါရာဇဂိုမှာဒီအတန်ပလန်တွေကြားရဒုတိယမြောက်ဝါမာရာဇဂိုမှာသို့သလိုတတိယမြောက်စတုထမြောက်မှာလဲ